Digital Aries မှာ Digital Marketing Practical Course Zone Class တက်သွားပြီးတော့ 1-on-1 နေလဲထပ်ပြီး join နေသင်တန်းသားတစ်ယောက်ကအခုဆိုရင် Dubai မှာ US based company မှာ Digital Marketing full time အနေနဲ့အလုပ်လုပ်နေတာသိရပါတယ်ပေါ့နော် honest review လေးတွေကိုသိချင်လို့ interview လေးခေါ်ထားရပေါ့နော်ဒီသင်တန်းသားဆိုရင်သူသင်တန်းစတက်တုန်းကဒီ local company မှာပဲလုပ်နေရပဲပြီးသွားပြီဆိုတော့မှ Dubai မှာ US international company မှာလည်းအလုပ်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့digital marketing ကိုခုမှစပြီးတော့လေ့လာမဲ့သူတွေအတွက်ကတော့ဒီ digital marketing နဲ့ပဲနောက်ပိုင်းမှာ demand လည်းအရင်များလာပြီးတော့လောက်လာတဲ့သူတွေလည်းအရင်များလာတယ်အဲ့ဒီမှာမှကိုယ်ကစနစ်တကျလည်းလုပ်ချင်တယ်အမြဲတမ်း update ဖြစ်နေခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ရရတော့ဒီ digital areas ကိုတက်ဖို့အတွက်100% recommend ပေးခြင်းနဲ့ကိုယ်တိုင်လည်းဒီရဲ့အကြောင်းလူကောင်းတစ်ယောက်ဖြစ်တယ်မင်္ဂလာပါရွေကလက်ရှိDubai မှာရှိတဲ့ US company တခုမှာ digital marketer အနေနဲ့အလုပ်ဝင်နေပါတယ် digital areas best time မှာတက်ခဲ့တဲ့တောင်းတူပါဒီချက်ရဲ့ AI class ရောဒီချက်နဲ့ 1-on-1 ဒီ Google တို့ LinkedIn တို့ပေါ့နော်အားလုံး 1-on-1 နဲ့တက်ခဲ့ဒီရဲ့ဒီ digital marketing သင်တန်းကိုဘယ်လိုတွေ့ခဲ့တာလဲဘယ်လိုတက်ဖို့ဆုံးဖြတ်ခဲ့ရလဲအဲ့ဒါလေးနည်းနည်းလေးပြောပြပေးပါဦးdigital marketing ကိုစပြီးတော့လေ့လာတော့မယ်ဆိုတော့ဒီ Facebook ကရော TikTok ကရောအားလုံးပဲ like ကြည့်ရပေါ့နော်သင်တန်းဘယ်လိုရွေးချယ်ရမလဲဆိုအဲ့မှာဒီချက်ရဲ့သင်တန်းကို Facebook ကနေပြီးတော့ဒီချက်တင်တဲ့ဗီဒီယိုလေးတွေပေါ့နော် digital areas ကဗီဒီယိုလေးတွေကိုကြည့်ဖြစ်တယ်အဲ့နောက်ပိုင်းမှာတော့ဒီချက်ဖွင့်တဲ့ best time ဖွင့်တာနေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့မှာဒီချက်စီကိုစိမ့်ပြီးတော့ရွေးချယ်ခဲ့ရပါDigital Marketing Practical Course မတက်ခင်ရဲ့တက်ပြီးရဲ့ကိုဘာပြောင်းလဲသွားတယ်လို့မြင်လဲမတက်ခင်ကတော့ဒီpaid admin တွေပါတယ်လည်းလုပ်ဖူးတယ်ပေါ့နော်ဒါပေမဲ့လုပ်ဖူးတဲ့အခါမှာ content ပိုင်းကအစdesign ပိုင်းရောနောက်ပြီးတော့ဒီ ad runner တွေရောက system ကြကြနဲ့ဖြစ်လာတယ်ဘယ်လိုမျိုးရေးလိုက်ရမယ်ဆိုတာကိုလည်းတော်တော်အဆင်ပြေဖြစ်သွားတယ်ပေါ့ဒီချင်းဘယ်လိုရေးရမယ်ဆိုတဲ့အကြောင်းအရာကိုသိလာတယ်practical class ဖြစ်တဲ့အတွက်ကြောင့်မို့လို့သင်တန်းမှာသင်သမျှဟာတွေကကိုနောက်ပိုင်းမှာပြန်ပြီးတော့အသုံးချတဲ့အခါမှာလက်တွေ့ကြကြအသုံးချတတ်လာတယ်နောက်ပြီးသင်တန်းထဲမှာဒီချက်ပြောတဲ့သဘောအကျဆုံးအချက်ပေါ့နော်ဒါလေးတွေကတော့ tick and trip ဖြစ်တဲ့အတွက်ကြောင့်တေချာလေးမှတ်မယ်အဲ့ဟာလည်းအပြင်လက်တွေ့မှာကိုပြန်သုံးတဲ့အခါမှာလုံးဝကိုကွက်တီပေါ့နော်အသုံးချလို့ရတဲ့အရာတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီချက်လည်းကျေးဇူးအများကြီးတင်တယ်အတက်ခု run မယ်ဆိုလို့ရှိရင်တော့မှအရင်လုံးကဆိုရင်တော့ဒီတိုင်းလုံးလိုက်မယ်ပေါ့နော်အဲ့လိုအတွေ့နောက်ပိုင်းဒီ practical class တက်ပြီးတဲ့အခါမှာရွေးတာအစပေါ့နော်သူတေချာလေးရွေးချယ်တတ်လာတယ်ပေါ့နော်ကိုသွားချင်တဲ့ target ကပါလေဘယ်လိုလဲဆိုတော့တေချာရွေးချယ်တတ်လာတယ်တချင်းဒီ abroad မှာသွားနေတဲ့ဘက်မှာအဆင်ပြေဖြစ်ခဲ့လို့ပေါ့နော်ဟုတ်ကဲ့ digital marketing ကနေ့တိုင်းလိုကိုဒီ career မှာရှောက်နေပြီဆိုလို့ရှိရင်အမြဲကြုံနေရတော့သင်ပေးခဲ့တာလေးတွေကလည်းအများကြီးအထောက်အကူဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ချက်ဟုတ်ကဲ့ပါဆိုတော့အဲ့ဒီမှာအမပြောတာပေါ့အဲ့ဒီအခုအလုံးမှာဆိုအမ interview အဆင့်เนาะ test တွေလည်းလုပ်တယ်လို့ပြောရယ်เนาะဟုတ်တယ်အဲ့ဒီဟာကြီးကြအမအကောင်းဆုံး handle လုပ်ခိုင်းခဲ့တာပေါ့เนาะလုပ်နိုင်ခဲ့တဲ့ချက်ဒီမှာ test က4ကလောက်ဖြေလိုက်ရတယ်ပေါ့နော်ပထမဒီ interview စပြီးတော့လူချင်းဖုန်းကနေပြီးတော့ပထမစပြီးတော့ပြောပြတယ်ပေါ့နော်ပြောပြပြီးတော့နောက်ပိုင်းမှာလူတွေးသွားခဲ့တယ်လူတွေးသွားခဲ့ပြီးတော့သူ့ရဲ့နယ်ပယ်နဲ့ပတ်သက်ပြီးတော့marketing strategy ကိုလုပ်ပေးနိုင်မလားcontent ကိုဘယ်လိုလုပ်မလဲ content plan ဆွဲခိုင်းနေပေါ့ဒီချင်း content plan ဆွဲခိုင်းနေနောက်ပြီးရင်design နဲ့လုပ်ခိုင်းနေပေါ့နော်အဲ့လိုမျိုးတွေနဲ့အစင်းစင်းလုပ်ပေးပြီးတော့သူတို့သဘောကျတယ်ဆိုပြီးတော့ရွေးချယ်ခဲ့လိုက်တယ်ဟုတ်ကဲ့ပါ digital marketing ကိုပို့ပြီးစနစ်တကျလေ့လာခြင်းတော့သင်တန်းစုံစမ်းနေတဲ့သူတွေကိုရော suggestion လေးပေးပေးပါအောင်ဘယ်လိုမျိုးကိုယ့်ရဲ့ personal experience ရပါတော့เนาะအဆင်ပြေနဲ့အဆင်ပြေချောချောမွေ့မွေ့နဲ့ကိုယ့်ရဲ့ career ကို update လုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်เนาะ digital areas တဲ့နေမှာတက်ဖို့လို့လမ်းညွှန်ပေးချင်ပါတယ်။ Okay ကျေးဇူးတင်ပါတယ်အမ။ Okay ပါ။ Digital marketer ဆိုတော့ digital marketing ကိုအရင် promote လုပ်တယ်ဖြစ်နေမှာကိုကလေးလာပါ။ပြီးသွားပြီဆိုရင် area တင်တန်းတက်လို့ 100% ကြီး digital nomad ဖြစ်သွားမယ် freelancer ဖြစ်သွားမယ်ဆိုပြီးတော့အာမခံထားမှာမဟုတ်ပါဘူး။ဒါကတော့အပွင့်လင်းဆုံးပြောတာ။ဒီနေရာမှာတေးသေးချာချာလိုက်လုပ်တဲ့သူကိုတိုင်လဲ passionate ဖြစ်တဲ့သူပဲသူ့ရဲ့ journey တွေကိုသွားနိုင်ကြတာဖြစ်ပါတယ်။ digital marketing ကိုဘာမှမသိသေးဘူးခုမှအခြေခံကနေစနစ်တကျလေ့လာခြင်းနဲ့လက်တွေ့လုပ်နိုင်တဲ့အထိသွားခြင်းနဲ့
freelance part time full time career တွေကိုသွားကျင်တယ်ဒါမှမဟုတ်လဲ side income အနေနဲ့ digital marketing ကိုတည်ထားတတ်ထားကျင်တယ်ကိုယ်ပိုင် business အတွက် online မှာပို့ပြီးတော့ရှေ့ရောက်ခြင်းနဲ့ online shop အနေနဲ့ထိုးပေါက်ခြင်းနဲ့ဆိုရင် digital marketing practical course Zoom class ကိုလာရောက် join လို့ရပါတယ် recording ကို Zoom class ကိုရှိပါတယ်ဒါပေမဲ့တေးသေးချာချာစနစ်တကျလေ့လာခြင်းနဲ့အခြေခံကနေသွားခြင်းနဲ့ဆိုရင် Zoom class ကိုတက်ရောက်ဖို့အတွက်အကြံပြုချင်ပါတယ် Zoom မှာ assignment တွေ practical တွေလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အချိန်မအားဆိုရင်လည်း Zoom recording နဲ့လေ့လာလို့ရပါတယ်ဒါအပြင်1-on-1 တန်းနေလည်းရှိပါတယ်1-on-1 ကတော့ပုံမှန်ပြည့်နေတတ်တာဖြစ်တဲ့အတွက် waiting list တော့ရှိပါလိမ့်မယ်ပေါ့နော် digital marketing practical course Zoom class က2လမှတစ်ခါဖွင့်တာဖြစ်တဲ့အတွက်လူပြည့်မြန်ပါတယ်ဒီလမှာ Amazon discount တွေလည်းရှိပါတယ်เนาะ Okay ဆိုတော့ကျေးဇူးတင်ပါတယ် bye bye တနေ့မှာပြန်ဆုံပါမယ်